Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုတော့ Ratchet Visa လမ်းမကြီးရနေပေါ့နော်သွားနေပါတယ်ကျွန်တော်တို့အခုကတော့ဒါကတော့ left row အဝါလိုင်းရဲ့ gate အစပဲဖြစ်ပါတယ်ပေါ့နော်ဒီကနေပြီးတော့ကျွန်တော်တို့ချက်တူချက်ပတ်ကိုသွားမှာပေါ့နော်ချက်တူချက်ပတ်ကတော့သူက3ခုရှိတယ်ပေါ့နော်သူကချက်တူချက်ပတ်ရဲ့ပြီးရင် raw fine pack ရဲ့ပြီးရင် queen pack ရဲ့ပေါ့နော်သူက3ခုပေါ့နော်ပန်းညံ3ခုပေါင်းထားတယ်ပြီးတော့ raw fine pack ရဲ့ဒီအချမ်းမှာပေါ့နော်အဲ့ဒီအချမ်းမှာတော့ဒီပတ်ပေါ့ခွေးလေးတွေလာတာတော့များတယ်ပေါ့နော်ပြီးတော့ကြောင်လေးတွေဘာလေးတွေလည်းရှိရပေါ့အဲ့ဒီကိုကျွန်တော်တို့သွားမယ်ပြီးတော့ဒီဘက် raw fine ဘက်အချမ်းမှာတော့ကျွန်တော်တို့စပိန်စီးလို့ရတယ်ပေါ့နော်ဒီချက်တူချက်ဘက်ကိုပေါ့နော်လာမယ်ဆိုလို့ရှိရင်ပေါ့MRD အပြာလိုင်းပေါ့နော်ပခွန်ယူတင်ဘူတာမှာဆင်းပြီးတော့လမ်းလျှောက်လာမယ်ဆိုရင်လည်းနီးတယ်ပေါ့နော်ပြီးတော့ဒီ raw fine ဘက်အချမ်းမှာဆိုလို့ရှိရင်တော့သူကကားပတ်ကင်ကလည်းကျယ်တယ်ပေါ့နော်အဲ့တော့ကိုကားနဲ့ကိုလာမယ်ဆိုလို့ရှိရင်လည်းကားရရတာအဆင်ပြေတယ်ပေါ့နော်အခုကျွန်တော်ရက်တဲ့ဘက်အချမ်းနေမဟုတ်ပဲねအဲ့ဟိုအနောက်ဘက်မှာလည်းပေါ့နော်ကားပတ်ကင်အတွက်နေရအကြီးရှိသေးတယ်ပေါ့နော်အဲ့ဒီနည်းစောသေးလားနော်ဘာဖြစ်လိမ့်မပြည့်ဘူးချက်ပတ်မှာစပိန်စီမှာပါဒီနေ့ကျွန်တော်တို့ဒီစပိန်စီးဖို့အတွက်ပေါ့နော်စပိန်သွားငှားမှာဖြစ်ပါတယ်ဂျားထဲမှာတော့အဲ့လိုမျိုးမုံစည်းတန်းတည်တည်လေးရှိရပေါ့နော်စီးတော့မယ်အဲ့စီးတော့ရင်ဒီတော့ကျွန်တော်တို့ဒီ raw fine pack ပေါ့နော်အဲ့ဒီ7 seed ရဲ့ pack အချမ်းမှာတော့ဒီညနေပိုင်းပေါ့4နာရီခွဲ5နာရီလောက်ဆိုရင်တော့လူကတော်တော်လေးများနေပြီပေါ့နော်ဒီရှေ့ကပန်းကြံတော့ခွေးလေးတွေပေါ့နော်ညနေဆောင်5နာရီကျော်6နာရီလောက်ဆိုတော့ခွေးတွေတော်တော်ဆုံးသွားတယ်အခုတော့ရှိသေးနည်းနည်းတော့ရှိနေတော့ဒီမှာခွေးတွေပဲတီးတန်ပေါ့နော်အဲ့လိုရှိရပန်းချံနေမှာပေါ့နော်ဒီလမ်းလျှောက်တဲ့လူတွေရောပြေးတဲ့လူတွေရောအဲ့လိုစပိန်စီးတဲ့လူတွေရောအများကြီးပဲပေါ့နော်ပြီးတော့ဒီ raw fine pack အချမ်းမှာပေါ့နော် basketball ကွင်းတွေလည်းရှိတယ်ပြီးတော့ badminton တွေရောအစုံပဲပေါ့နော်သူတို့အားကစားလုပ်လို့ရတဲ့နေရာတွေအများကြီးရှိရပေါ့နော်ဒီစပိန်စီးတဲ့နေရာမှာဆိုရင်လည်းပေါ့နော်သူကစပိန်စီးဖို့အတွက်တီးတန့်လမ်းလေးတက်ထားပြီးရတယ်ပေါ့နော်ပြီးတော့ဒီစပိန်စီးရဲ့လမ်းတောက်လျှောက်ကနေရာတွေကဟိုတင်းပေါင်းစုံပေါ့နော်အဲ့လိုတောအုပ်လိုနေရာမျိုးတွေလည်းရှိတယ်ပြီးတော့လို့ရှိရင်အဲ့လိုတစ်ပင်ကြဲကြဲလေးတွေနဲ့လှတဲ့နေရာမျိုးလေးတွေလည်းရှိတယ်ပြီးရင်ရေကန်တွေရှိတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ຫນွယ်တွေတက်နေတဲ့နေရာတွေပြီးတော့လို့ရှိရင်ဒီကျွန်တော်ညောင်ပင်ပေါ့နော်ညောင်ပင်လိုမျိုးအောက်ကိုຫນွယ်တွေကြားနေတဲ့အကြီးကြီးပေါ့နော်တစ်ပင်ပင်စီတွေအကြီးတွေအဲ့လိုမျိုးနေရာတွေအများကြီးပဲပေါ့နော်ဒီပန်းပင်လေးတွေကလည်းပေါ့နော်စောင်းအကုံຫນွေအကူးဆိုတော့တော်တော်လေးကိုပွင့်ပြီးတော့ဒီပန်းချံတစ်ခုလုံးပါရှိတဲ့ပန်းပွင့်နေပေါ့နော်အပင်တွေကတော်တော်လေးကိုများတယ်ပြီးတော့ပတ်ဝန်းကျင်လေးကလည်းတော်တော်လေးကိုလှတယ်ဓာတ်ပုံရိုက်ဖို့အတွက်နေရာတွေကတော့တော်တော်လေးကိုများတယ်ပေါ့နော်မိန်းကလေးတွေအကြိုက်လို့ပဲပြောရမှာပေါ့
လာပါအောင်ဒီကိုအခုဘယ်နေရာရောက် heaven ကျမ heaven မှာရောက်ပြီ ပြောအောင်ဒီနာကဘယ်နေရာလေးလဲ ညာအဲ့ချက်တူချက်ကိုမှဒီဘက် raw file pad အချမ်းထဲမှာရှိရဲ့အဲ့ pad ပေါ့နော်တက် pad ဒီအတွက်တီးတန်လုပ်ထားတဲ့နေရာအဲ့မှာချစ်စရာလေးဒီမှာအများကြီးပဲအမျိုးအစားအစုံဝင်ဖြစ်နေပါစေချစ် ရှေ့ကိုလေးပြပါ そう呀。Sit down. Sit down. Here. Hi. There. 哦，你好几樣你ไปเล่นตรงกลางๆหน่อยไหมลูก เดี๋ยวมันตกน้ำไปครับจะเก็ตไปด้วย อุ้ยเรียนี่รู้อ่ะไม่รู้ผ่านเนี่ยเว้ย นี่เหงาเลย เฮ้ย อมอยแต่ยังเด็กนะตอนนี้6 ปี แต่งใส่โฟน ครับว่าเล่นมาแล้วก็ยังเล่นเลย 喵，要不你带，so cute。 6နိုင်တော့ထိုးသွားပြီ အခုကနွေရသည်ဆိုတော့လေအရင်နေဝင်တာနောက်ကြတယ်နေဝင်တာမစောဘူးပြန်မစောဘူးအဲ့6နိုင်ခွဲလောက်ဆိုရင်တော့မနေရတိတ်မလို့ချက်တယ်မလေးလေးနဲ့တိုက်တယ်အေးအေးလေးနေလို့ကောင်းလို့ချင်းလေးအများကြီးဆိုအဲ့လိုမျိုး picnic လာထွက်ကြတယ် family လိုက်နေ family လိုက် picnic ထွက်ဒါမှမဟုတ်လိုက် camping ခုံလေးနဲ့အဲ့လိုမျိုးတငယ်ချင်းတွေလည်းဖြစ်အဲဇာတ်ပဲဖြစ်အဲ့လိုထိုင်ကြဒီမှာတော်တော်တာရတယ်ဒီ pad ကလေပြီးအကျယ်ပဲအရန်ကျယ်ပဲဆိုနေရာကြီးလည်းတော်တော်အများကြီးနေစရာဒီညကတော့ပန်းငယ်တစ်ခုလုံးမှာကျွန်မအကျိတ်ဆုံးနေရာလေးပါ ပြန်ပါပြီ ချက်ပြီးပြန်มาတက်သွားပြီ သပိန်ပြန်အပ်ဖို့သွားနေပါပြီပါတော့တယ် juice